မေမေနေကောင်းရဲ့လားတတိယစွာနဲ့ကျွန်တော်စာရေးလိုက်ပါတယ်ကျွန်တော်တော့နေကောင်းနေတယ်ရာသီဥတုကတော့အရင်လိုပုံမှန်တော့မယ်ပူလိုက်အေးလိုက်ပေါ့အိမ်ထဲမှာအေးယာကွန်းတွေတက်ထားပေမဲ့ထစ်ကနန်းရှိအငွေ့ပြန်ခြင်းနေတဲ့အရေးပြောအိမ်မက်တွေကိုရက်ခတ်ပေးနေရတာတော့ရှိတယ်ဒီမှာတော့တစ်နှစ်ပြည့်သွားတိုင်းဖြတ်မရတဲ့အိုးမဲတွေနဲ့အတူကျွန်တော်လဲသုံးမဲတစ်ကောင်ဖြစ်နေရောပေါ့ဒါနဲ့ကျွန်တော်အရင်ကတည်းကရက်ရောရှာပါနည်းနည်းပိုရှိလာတယ်သိလားကျွန်တော်ဟာအေးခဲစွာနဲ့ပျော်နေသူတယောက်ဆိုတာသူတို့ကိုဘယ်လိုရှင်းပြရမှန်းတော့မသိဘူးမေမေပို့ပေးတဲ့အပင်တချို့လဲကျွန်တော်စိုက်ထားတယ်ဒီမြေမှာနေဝေနေထွက်ရိုးသားမှုကလွယ်ရင်ကျန်တာအပေါက်သိမ့်မြန်နေမေမေပထမကဘာမှာကကျွန်တော်တို့လိုအချုံမုတ်ကိုဟင်းခတ်မဲ့အစားစကားပြောတဲ့အခါနဲ့အပြုံးတွေကိုပြောင်းခတ်နေကြပြီပေါ်များများတွေ့ရတာကတော့ ready made ပစ္စည်းရယ်ပါဇက်ပေါက်တွေရယ်ပဲ ready made စရိုက် ready made diploma ready made ခောက်ဆွဲကြောက် ready made ဆက်ဆံရေးအချိန်တော်တော်များများမှာကိုပြန်ကြပြောက်နေတာတိတ်ဆိုးတယ်မမေရဲ့စုံကျင်တဲ့စိတ်ကိုဇက်သက်နေရတာလုံးလေချလဲနဲ့တက်ချီကဥယျာဉ်မထူထက်ခင်အချိန်မီမျက်လုံးတွေကိုဘောင်ဆွဲခတ်နေရတာလဲပါတယ်လူမြားချိတ်တွေကလည်းအများခံခြင်းစရာကာလာဆုံးပဲပြာနက်နဲ့တခုဟာကျွန်တော်အကြိုက်လေဘာပဲဖြစ်ဖြစ်ကွန်ပျူတာအထဲပါသွားတဲ့ဆိုင်ရင်တော်သေးတာပေါ့ချစ်သူတော့မရှိသေးပါဘူးဒီမြောက်ဟာအမိပဲမပေါက်နိုင်ဘူးလို့မေမေပြောတော့မယ်မလားလူအချင်းချင်းဆွဲဆောင်တဲ့အလုံးမှာကျွန်တော်ညံ့ဝင်မဲ့ရုပ်ရှင်ယုံတွေကလက်မတ်တစ်စောင်တည်းလဲပေးဝင်ပါတယ်ဗျတရင်နူတိုင်းလက်ကလေးတစ်ခုကိုကင်ထားရင်နဲ့ယောဂကလွဲရင်အားလုံးအဆင်ပြေပါတယ်ကျွန်တော်မှားလိုက်တဲ့စာအုပ်တွေရောရှာလို့တွေ့ရလားမေမေလည်းပျော်အောင်နေနော်